အားလုံးကိုမင်္ဂလာပါအခုကျွန်တော်နဲ့အတူကြည့်ရှုမဲ့ဗီဒီယိုလေးကတော့ကာချုပ်အဖြေပေါ်သွားတယ်လို့တမရာလဲထင်ရှားသွားပြီဟာမြန်မာပြည်တမရာလဲထင်ရှားသွားပြီလို့ပုဂ္ဂိုလ်ကပြောပြလာတဲ့ဗီဒီယိုလေးကိုကျွန်တော်နဲ့အတူကြည့်ရှုနားဆင်လိုက်ရအောင်နော်စိတ်ဝင်စားစရာတော့ကောင်းတယ်ကဲဗီဒီယိုလေးစမယ်နော်မျိုးတွေပေါင်းလုံးနဲ့ခဲမှာဗျာဒီနေ့က30ရက်3လပိုင်း2000နဲ့မှ26ဖြစ်ပါတယ်ဗျမြန်မာနိုင်ငံရဲ့ရေခင်မြန်မာနိုင်ငံရဲ့အရာတော့အလုံးလဲတည့်ရတိုင်းပါဗျာနော်အခုဆိုလို့ရှိရင်ဒါတမတာကလည်းဒုတမတာကလည်းထိုက်တဲ့လောက်ကတော့ဒီနေ့ဒါအဖြေပေါ်သွားပြီပေါ့နော်ဒီကာကျုပ်တွေကလည်းဒါကာကျုပ်ဒုကျုပ်တွေကလည်းအဖြေပေါ်သွားပြီအဲ့တော့ငယ်ပြောခဲ့တဲ့စကားရှိတယ်ဗျဆရာသမားပြောခဲ့တော့ဦးဇင်းတို့တစ်ခါလေးဝုန်းဝင်ပြောတဲ့အခါမှာမင်းတို့ကလေးတွေတီးတယ်ဆိုတာလူကြီးတွေမမီသေးပါဘူးတဲ့အမှနေပြီးတော့ကဟိုပါပေါ့နော်ဆရာတော်တစ်ပါး200တုံးမှရဆရာတော်တစ်ပါးပြောတော့လို့ပဲဦးဇင်းတို့ဒါဟိုပါပေါ့နော်ဒုချုပ်ကြီးကကာချုပ်ဖြစ်လောက်တယ်လို့ဦးဇင်းတို့တုံးတက်ထားပေါ့နော်အဲ့မှာဘာပြောရလဲဆိုတော့အေးတဲ့မဖြစ်နိုင်ဘူးတဲ့ဖြစ်ရင်တော့တဲ့ဘာမှဟိုဟာတဲ့စစ်ဟဲ့နော်အတွဲလိုက်တဲ့ထားများတယ်တဲ့ဟောဆရာတော်ရဲ့တုံးတက်ချက်ပေါ့ဟောသူပြောတာမှန်ရောမှန်နေပြီလားဆိုလို့ပေါ့မှန်ရောမှန်နေလားဆိုလို့ပေါ့နော်အဲ့တော့ဘာပြောပါသမရကတော့ဒါကာချုပ်ကြီးဆိုတော့ဝန္ဒစရာလည်းကောင်းပါလေနော်ဦးစင်ပြောခဲ့တယ်လို့ပဲလေ2021ကပြည်ဦးလွင်ကြောက်တိုင်ပွဲမှာတမရာကြီးဟာလို့ကြီးလိုက်ရင်ပြုံးရွှင်နေရပဲလို့တီရင်ရှိတယ်လို့မျက်နှာကလည်းအကြည်တိုက်ရှိတယ်လို့ဘယ်ရပဲဖြစ်ခေါင်းအေးနဲ့စိတ်အေးနဲ့မလောဘူးပေါ့လို့မလောတာပေါ့နော်စိတ်အေးနဲ့လုပ်တယ်လို့တမရာယာရုတွေပဲနေရတယ်ဆိုဘယ်လောက်မှကောင်းလိုက်မယ်လဲဆိုတော့ပေါက်ကိုတော့ဟဲ့ပြောခဲ့တယ်လို့ပဲတကယ်ရောတမရာဒါယာရုနဲ့တကယ်ရောဖြစ်သွားပြီလားပေါ့နော်ဖြစ်သွားပြီလားပေါ့တကယ်ရောတမရာယာရုဒါတမရရာတို့90ရာခိုင်နှုန်းတော့ဖြစ်သွားပါပြီ90ရာခိုင်နှုန်းဖြစ်သွားပါပြီနော်အဲ့တော့ဘာပြောပါ30ရာခိုင်နှုန်းဒုတမတာဆိုလို့ရှိရင်ဒါဦးဇင်းတို့ဥညွတ်စောလို့ကြားတယ်ဒါဥညွတ်စောဆိုလို့ရှိရင်လည်းနေရာအနှက်နော်ဒါကြီးဥညွတ်စောဆိုလဲဦးဇင်းတို့ဒါသဘောကျတဲ့အထက်မှာပါတယ်ဥညွတ်စောသဘောကျတဲ့အထက်မှာပါတယ်ဟုတ်လို့ဆိုတော့ဒါစီဝါရေးဘက်ကပဲကြီးဘယ်နေရာပဲကြီးသူပဲဆိုနေရာတိုင်းမှာလည်းသူရောက်တယ်နော်ဟိုလွန်ခဲ့တော့1လ2လလောက်ကလည်းသူစကိုင်းုံရောက်ပုံကြတယ်စကိုင်းရောက်တဲ့အခါမှာလည်းသူငါဗိုလ်ချုပ်မှုကြီးပဲငါဗိုလ်ချုပ်ကြီးပဲဆိုတဲ့သူမှမမှန်တော့မရှိဘူးเนาะသူလှုပ်ဆရာရှိရလှုပ်တဲ့ထွေတွေ့ဆရာရှိတာထိတွေ့တဲ့အရာလေးတွေကြည့်ရတာတော်တော်ကြီးဒါခေါင်းတော့ပေါ့ဗျာเนาะဒါလည်းဂုံယူဆရာပေါ့เนาะအဲ့လိုပြောလို့ရှိရင်ပေါက်ကိုတော့ဘောမာရလို့ထင်လိုက်အောင်ပဲဗျာเนาะပေါက်ကိုတော့ဘောမာမပါဘူးဗျအဲ့နဲ့ပေါက်ကိုတော့ဘောကြီးစားတွေဗျာဘောကြီးစားဘောမာတယ်အကြီးစားတွေပေါ့เนาะဘာလို့ဆိုတော့ဘောမလာတဲ့အကြီးသားတွေဒါနဲ့ပေါက်ကိုတော်တို့အမျိုးသားရေးဓမ္မတွေကအခွေးရေးဓမ္မမဟုတ်ဘူးဗျပေါက်ကိုတော်တို့အမျိုးသားရေးဓမ္မတွေကအမြဲတမ်းပေပဲသူမဖြစ်ဘူးဘယ်ဆိုရတဲ့ထုခံမှာဘယ်ဆိုတဲ့ထုခံမှာသူကလည်းထုဖို့ပဲဟုတ်လားလှုပ်ထားတဲ့ထုဖို့ပဲချောင်းနေရနော်အဲ့တော့ဘယ်ဆိုရတဲ့အမျိုးသားရေးဓမ္မတွေကလည်းအမျိုးသားရေးဓမ္မစစ်လို့ရှိရင်လည်းဘယ်ဆိုရပဲတဲ့မကောင်းရင်ဝေဖန်မှာထောက်ပြတုံးတိုင်ဒါပဲဦးဇင်းတို့အမျိုးသားရေးဓမ္မများအများစုပါနော်အမျိုးသားရေးဓမ္မအများစုအကုန်လုံးတော့မဆိုလို့ဘူးနော်မဆိုလို့ဘူးဒါဦးဇင်းပြောပြတာပေါ့ဗျာနော်ဦးဇင်းတို့ကဒါခစ်ဆက်ပါပဲဦးဇင်းတို့ကဟုတ်လားဒါ2000ခွင်ရွှေဝါရောင်တော့ကလည်းဦးဇင်းတို့ကတော့2000ခွင်ရွှေဝါရောင်တော့ကဦးဇင်းတို့ကဘာမှနားမလဲပဲနဲ့ရောင်60နဲ့ပါခဲ့ရတယ်ရောင်60နဲ့ပြေးခဲ့ရတယ်ကံကောင်းလို့ပေါ့နော်ရောင်60နဲ့သူများရောင်တာဟုတ်လားဥက္ကမီတာတို့ရဲ့စီယုံမှုတွေဥက္ကမီတာတို့ရဲ့တော်ကီတစ်ပေါက်ရှမ်းတောက်ဆိုလို့ပဲပေါက်သားပေါ့ဦးစင်းလဲပေါက်သားသူလဲပေါက်သားပဲနော်အတွက်တော့အရန်တော်ကီကောင်းတယ်ဥက္ကမီတာနာမှာ9မိနစ်လောက်ထိုင်လိုက်ရင်ကိုဥက္ကမီတာနဲ့စကားပြောလိုက်လို့နားထောင်လိုက်ရင်ကိုသူအလိုလိုရင်းကိုသူတော်ကီတွေမျောပါသွားတာအဲ့လောက်ထိဥက္ကမီတာတော်ကီကောင်းတာပြောကောင်းတယ်ပြောကြွယ်တယ်အဲ့ရောလဲအော်စီယူရတာပေါ့ဗျာဟုတ်လားအော်စတြေးလျသူရသွားတာပေါ့နော်ဟုတ်ကဲ့နော်ဘေတူပဲတက်ပါတိုင်းဖီအချမ်းဖို့ပဲလိုပါတယ်ဟုတ်တယ်နော်မှန်တယ်ဘယ်သူပဲအဓိကတော့ဒိုတိုင်းပြီးအေးချမ်းဖို့ပဲလိုတယ်နော်
ဆရာတော်လည်းတတ်တော်ရှိပါစေနိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ပညာရေးဝန်ထမ်းတွေအတွက်အခွင့်အရေးတွေများများရပါစေလို့ဆုတောင်းမိပါတယ်ဟောဟုတ်ကဲ့ပါတင်းအလုံးမဟုတ်ဘူးထင်တယ်အဘဦးဆိုးဝင်းကဘယ်နေရာလဲဗျာအင်တာဆေးနေတာအင်တာဆေးနေတယ်တဲ့ဒုက္ခရယ်နော်ကောင်းပါပါစိတ်ညစ်ဖို့ဟုတ်ပါကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘေးရန်ကင်းပြီးရှေ့လန်းချမ်းမြေ့ကြပါစေဘိုင်ဘိုင်